မှာကိုမန်မှာတော်တော်ရကြားလိုက်ပေါ့နော်ဒါပေမဲ့တော့အဲ့အမဖြေဖြစ်ဆိုတာအခုအဖြေပြီးမယ်ညီမလေးတကယ်တော့ချစ်တယ်ဆိုတာကွာသူပြောသလိုမျိုးအဲ့လိုမျိုးကိုအချစ်ကိုမှမရဘူးဆိုရင်ငါကတတ်တိတ်လိုက်မယ်ငါတော့နင်းအချစ်ကိုမှမရရင်ငါကတတ်တိတ်လိုက်မယ်ဆိုတာပုံမှန်စိတ်တော့မဟုတ်ဒါကြောင့်လည်းဆိုကိုတကယ်ချစ်တဲ့လူကကွာကိုရမအချစ်ကိုမှမရဘူးဆိုရင်တချို့ချစ်ချင်းတွေကပိုင်ဆိုင်ရမှချစ်တာမဟုတ်ဘူးဆိုတော့ရလာရတဲ့ချစ်ချင်းတွေလည်းရှိရပေးဆက်လိုက်ရတဲ့ချစ်ချင်းတွေအနစ်နာခံတာဒါမှချစ်တဲ့အစင်မြတ်တာမန်းလို့ခေါ်တယ်အခုဟာကကြော်တော့သူ့ရဲ့မှစိတ်ဖိစီမှုသူ့ရဲ့ဆန္ဒတကူညီမလေးရဲ့အပေါ်မှာလာပြီးတော့စိတ်ဖိစီမှုတက်ရောက်တာလို့ခေါ်တယ်အခုညီမလေးကသူ့ရဲ့အဲ့ဒီစကားတကူကြောင့်မလို့ငါတော့သူ့ကိုပြန်မချစ်ဘူးဆိုရင်သူကတော့သူ့ကိုယ်လိုတတ်တယ်မယ်ဆိုတဲ့အဲ့ဒီမှာစိတ်ဖိစီမှုရညီမလေးဆိုတက်ရောက်လာတယ်ကွယ်တကယ်ချစ်တဲ့လူကကိုရဲ့မှကောင်းမလေးကိုချရတဲ့သူကိုအဲ့လိုမျိုးစိတ်ဖိစီမှုတွေနဲ့ရှင်တန်ခိုင်းမှာမဟုတ်ဘူးပေါ့နော်အဲ့တော့သူတကယ်ချစ်တယ်ဆိုလို့ရှိရင်ကိုမချစ်နိုင်ဘူးဆိုရင်အဝေးကနေချစ်နေတာမျိုးလို့နော်သူ့စီကနေမှအဖြေရမှချစ်တာမျိုးမဟုတ်ပဲနဲ့အနာမှာတခုဆိုရင်လိုအပ်တဲ့ချိန်တိုင်းရှိနေတာမျိုးသူ့အမှာတကယ်မေတ္တာစင်မေတ္တာမှန်နဲ့ချစ်တာတော့ပဲတခုသူပြောပုံဆိုပုံအရာဆိုလို့ရှိရင်သူဟာ emotion နဲ့ manipulation ပေါ့အဲ့လိုမျိုးဖြစ်သွားတယ်ကြည့်လားဒါဆိုသူ့ရဲ့မှာ emotion နဲ့ manipulation ကိုယ့်ရဲ့စိတ်ကိုလာပြီးတော့မှပါလဲဆိုကြိုးကင်ခြင်းတဲ့ဟာကိုပြောချင်တာအခုဆိုရင်ညီမလေးဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှဘောင်းထဲမှာအတွေ့တွေရောက်လာပြီအားတော့သူမချစ်လို့ရှင်သူကတော့ဘာဖြစ်မယ်ဆိုအဲ့အတွေ့ရကိုယ်စိတ်ကိုလာပြီးတော့မှဖိစီးနေပြီအဲ့လိုဖိစီးနေပြီးတော့အဲ့လိုစိတ်တွေနဲ့ရှင်တန်နေရတာဒီအဲ့ဒါအချစ်စမဟုတ်ညီမလေးရွေးချယ်လိုက်တယ်ဆိုလို့ရှင်လည်းထပ်ပြီးတော့ဒီကိစ္စမှမဟုတ်တခြားသောကိစ္စရက်တွေပါလာနိုင်တယ်အဲ့တော့သူ့ကိုဘာလို့ပြောရမလဲဆိုရင်ဒါညီမလေးရဲ့တာဝန်မဟုတ်ဘူးလေသူ့ဟာသူတေးချင်းတေးမတေးချင်းနေအဲ့ဒါသူ့ရဲ့စိတ်ဆန္ဒသူ့ရဲ့သဘောအတိုင်းပဲကိုကလောက်ဆောင်တာဖြစ်တာမဟုတ်တဲ့ကြောင့်ကို့မှာလည်းဘာငယ်ရဲမှာလည်းကြီးစရာအကြောင်းမရှိဟုတ်တယ်မလားကိုကျူးလွန်တဲ့အပြင်မဟုတ်ဘူးကွယ်ပြောချင်တဲ့အတိတ်ပြအဲ့တော့သူရဲ့မစိတ်ခံလာချက်ကိုပေါ်လာပြီးတော့ဖိစီခိုင်းတာဖြစ်တဲ့အတွက်ကြောင့်မလားသူတဘောသူဆန္ဒသူလှုပ်ချင်လှုပ်သူတေးချင်တေးအဲ့တော့တော်အဲ့လိုပဲပြောလိုက်မယ်ပေါ့နော်အဲ့တော့တကယ်လည်းလုံမှာတော့မဟုတ်ပါဘူးဒါဖော်ရှော်လုပ်တာလည်းဖြစ်နိုင်တယ်တကယ်လုံမယ်ဆိုလို့ရှိရင်လည်းဒါဒီ normal သူရဲ့မစိတ်ခံစားချက်ဒီပုံမှန်မဟုတ်ဘူးဒါကြောင့်မလို့စိတ်ကြမ်းမိုင်းနဲ့ပတ်သက်တာတွေပြောပေးပေါ့နော်ဒါကလည်းညီမလေးကိုယ်တိုင်ကုသပေးဖို့မလို့စိတ်ကြမ်းမိုင်းနဲ့ပတ်သက်တာတွေဟာညီမလေးကိုယ်တိုင်ညီမလေးမှာတာဝန်မရှိဘူးပြောချင်တဲ့အတိတ်ပဲသူ့တိုင်ဝိုင်သူ့ရဲ့ပတ်သက်နေတဲ့ရှင်တန်နေတဲ့နေရာမှာကွာသူ့ရဲ့စိတ်ကအဲ့လိုဖြစ်နေတယ်ဆိုတဲ့အကြောင်းကိုပြောပေးတာကလည်းကိုကအထောက်ကိုပြောတယ်ပြောချင်တာကတော့တကယ်စစ်လောက်တယ်မလောက်ဘူးဆိုတော့သူ့ရဲ့တမိုင်းပဲပေါ့နော်တကယ်စစ်ချစ်တယ်ဆိုတာဒီဒါချစ်စမဟုတ်ဒါမေတ္တာစမဟုတ်ညီမလေးပေါ်လာပြီးတော့မှဖိစီတာချစ်လို့မခေါ်ညီမလေးအဲ့လိုမျိုးလို့ရွေးရဲဆိုလို့ရှင်တော့စဉ်းစားပေါ့နော်